ဒီနေ့ကျွန်တော်လာပြီးမျှဝေတင်ပြသွားမယ်အကြောင်းအရာလေးကတော့เนาะကိုယ့်ရဲ့ Facebook account တစ်ခုကိုဖွင့်ရတဲ့အချိန်မှာကိုထည့်ထားတဲ့ကိုယ့်ရဲ့ Gmail เนาะပြီးလို့ရှိရင်ကိုယ့်ရဲ့ဖုန်းနံပါတ်တွေကိုเนาะတခြားသူတွေကမမြင်အောင်ကိုကဘယ်လိုမျိုးသွားပြီးပိတ်ပေးရမလဲဘယ်လိုနည်းနဲ့သွားပြီးလုပ်ပေးရမလဲဆိုတာကတော့ကျွန်တော်ဒီနေ့လာပြီးအသေးစိတ်ပြပြပေးသွားမှာဖြစ်ပါတယ်เนาะဒီမှာပထမဦးဆုံးကိုယ့်ရဲ့Facebook account တွေကိုတစ်ချက်လာပြီးနှုတ်ဝင်ပေးလိုက်နော်နှုတ်ဝင်လာလို့ပြီးဆိုရင်တော့ဒီ beta မှာစီရင်တဲ့အဒီ asset 30လေးကိုပြန်ပြီးနှိပ်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာနော်ဒီမှာကျွန်တော်ပြထားတဲ့အဒီနေရာလေးကိုတစ်ချက်လာပြီးနှုတ်ဝင်ပေးလိုက်ပြီးလို့ဆိုရင်တော့ကိုပြန်ပြီးနှိပ်ပေးရမှာတော့ honest တင်ပေးလိုက်လို့ပြီးဆိုရင်ဒီနေရာမှာစီရင်တဲ့အဒီ setting in privacy ကိုတစ်ချက်ပြန်ပြီးနှိပ်ဝင်ပေးရမှာဖြစ်ပါတယ်နော်ပြီးလို့ဆိုရင်တော့ဒီအပေါ်မှာစီရင်တဲ့အဲ့ဒီ setting လေးကိုပြန်ပြီးနှိပ်ပေးလိုက်တော့ဆိုရင်နော်ဒီနေရာမှာနော်ကျွန်တော်ပြထားတဲ့နေရာလေးကိုတစ်ချက်လာပြီးနှိပ်ဝင်ပေးလိုက်မယ်နော်ပြီးလို့ဆိုရင်တော့ဒီနေရာလေးကိုရောက်လာပြီးဆိုရင်အပေါ်မှာနဲ့ဆွဲတင်ပေးလိုက်နော်ပေါ်မှာနဲ့ဆွဲတင်ပေးလိုက်ဆွဲတင်လာလို့ပြီးဆိုရင်တော့ကိုပြပြီးမြင်တွေ့ပေးရမှာတော့နော်ဒီနေရာမှာစီရင်တဲ့အဲ့ဒီစာလေးတစ်ကြောင်းကိုပြန်ပြီးနှိပ်ပေးရမှာဖြစ်ပါတယ်နော်ဒီနေရာမှာနော်ဒီမှာကျွန်တော်ပြထားတဲ့နေရာလေးကိုတစ်ချက်လာပြီးနှိပ်ပေးလိုက်နောက်နှိပ်လို့ပြီးဆိုရင်တော့ကိုအပေါ်မှာနဲ့ဆွဲတင်ပေးလိုက်ဆွဲတင်လာလို့ပြီးဆိုရင်တော့ဒီနေရာလေးပဲဖြစ်ပါတယ်နော်ဒီမှာစီရင်တဲ့ဒီအချက်နှစ်ချက်လေးကိုကလာပြီးပိတ်ပေးရမှာဖြစ်ပါတယ်နော်ဒီနေရာမှာတော့ကိုရဲ့ Gmail သို့မဟုတ်ကိုရဲ့ဖုန်းနံပါတ်တွေကိုအဲ့ဒီနှစ်ခုတွေကကိုကဖုန်းနံပါတ်အရင်ကဖွင့်ထားတဲ့အကောင့်တွေကိုတော့တခြားသူတွေကကိုယ့်ရဲ့ Gmail account နဲ့ကိုယ့်ရဲ့ဖုန်းနံပါတ်တွေကိုမမြင်စေချင်ဘူးဆိုရင်တော့ဒီနေရာလေးမှာလာပြီးပိတ်ပေးလို့ရပါတယ်နော်ဒီမှာပထမဦးဆုံးဒီအပေါ်မှာစီနဲ့အဲ့ဒီစာလေးကိုလာပြီးshare လာပြီးနှိပ်ပေးလိုက်တော့ပြီနော်ဒီဘေးမှာစီနဲ့အဲ့ဒီနေရာလေးကိုတစ်ချက်လာပြီးနှိပ်ပေးလိုက်ဒါတော့ကိုယ့်ရဲ့ Gmail account လေးပဲပြီးပါတယ်နော်ဒီနေရာမှာနှိပ်လို့ပြီးဆိုရင်တော့ဒီအပေါ်မှာကိုထားခဲ့မယ်ဆိုရင်နော်ကိုနဲ့နော်တခြားသူတွေကိုကိုယ့်အကောင့်ကိုဝင်လာခဲ့မယ်ဆိုရင်တော့ကိုယ့်ရဲ့ Gmail account ကိုမြင်သွားမှာဖြစ်ပါတယ်တကယ်လို့အဲ့ဒီ Gmail account ကတခြားသူတွေကိုမမြင်စေချင်ဘူးဆိုရင်တော့ဒီအောက်မှာစီရင်တဲ့အဲ့ဒီနော် no one ကိုလာပြီးနှိပ်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာလာပြီး access ချပေးလိုက်နော်ဒီအပြောင်လေးကိုချလို့ပြီးဆိုရင်တော့ဒီအောက်မှာစီရင်တဲ့အဲ့ဒီအပြောင်စာတန်းစိတ်ကိုတစ်ချက်လာပြီးနှိပ်ပေးလိုက်မယ်နော်နော်ဒီလိုမျိုးလည်းနှိပ်ပေးလိုက်မယ်နော်ဒီလိုမျိုးနှိပ်လို့ပြီးဆိုရင်တော့ဒီနေရာမှာပေါ်လာပါပြီနော်ဒီနော်အဲ့ဒီ no one ကိုသူကပေါ်လာမှာဖြစ်ပါတယ်ဒီလိုမျိုးပေါ်လာလို့ပြီးဆိုရင်တော့အဲ့ဒါရသွားပါပြီနော်ဒီနော်ပြီးလို့ဆိုရင်တော့ဒီအောက်မှာလည်းခုနလိုမျိုးပဲဒီအောက်မှာတော့ကိုယ့်ရဲ့ဖုန်းနံပါတ်နော်ကိုယ့်ရဲ့ဖုန်းနံပါတ်ကကိုဝင်လာတဲ့အချက်တွေကနော်ကိုထည့်ထားကိုယ့်ရဲ့ဖုန်းနံပါတ်တွေကိုတခြားသူတွေကမမြင်စေချင်ဘူးဆိုရင်တော့ကိုကဒီဘေးမှာစိနေအဲ့ဒီများလေးကိုနှိပ်ပေးလိုက်နှိပ်လို့ပြီးဆိုရင်တော့ဒီအောက်မှာအဲ့ဒီ no one လေးကိုပဲပြန်ပြီးနှိပ်ပေးရမှာဖြစ်ပါတယ်နော်ခုနလိုမျိုးပဲတော့ပြီနော်ပြီးတော့ဆိုရင်တော့ဒီအောက်မှာစိနေအဲ့ဒီအပြောင်စာတန်းစိတ်ကိုပြန်ပြီးနှိပ်ပေးရမှာဖြစ်ပါတယ်နော်ဒီလိုမျိုးလာလို့နေလို့ပြီးဆိုရင်တော့နော်အဲ့ဒီ no one ကိုလို့ပြောင်းသွားပြီးဆိုရင်တော့အဲ့ဒါရောက်သွားပါပြီတော့ဘယ်နော်တကယ်လို့ကျွန်တော်တကယ်ချင်းမိတ်ဆွေများကိုပွင့်လာတဲ့ကိုယ့်ရဲ့ Facebook account တစ်ခုကိုနော်ကိုထွေးလာတဲ့ကိုယ့်ရဲ့ Gmail ဖြစ်ကိုယ့်ရဲ့ phone number ဖြစ်နော်တခြားသူတွေကမမြင်စေချင်ဘူးဆိုရင်တော့ဒီနီလန်နေနဲ့လာပြီးအသုံးပြုပေးကြပါလို့ကျွန်တော်အကြံပေးချင်ပါတယ်နော်